ငါနဲ့ငါညီစီရုတ်တရက် AI နှစ်ခုရောက်လာတယ်တစ်ခုကအစတရာကြီးမားစေသော AI ဖြစ်ပြီးနောက်တစ်ခုကအစတရာသေးငယ်စေသော AI ဖြစ်တယ်ငါညီကရည်ပြီးတော့အစတရာသေးငယ်စေသော AI ကိုရွေးလိုက်တယ်ငါအတွက်ကတော့ကြံနေတဲ့ AI ပဲရလိုက်တယ်ဒါပေမဲ့3ရက်ပဲကြာသေးတယ်မိုးရွာတဲ့ကတ်ဆိုးကြီးကြာရောက်လာတယ်လူတွေအကုန်လုံးကိုယ့်အိမ်ထဲမှာပိတ်မိသွားပြီးစားနေရိတ်ခါအကြီးမားဆုံးပြဿနာဖြစ်လာတယ်ငါရဲ့အစတရာကြီးမားစေသော AI ကူညီနဲ့အိမ်ထဲမှာရှိတဲ့နည်းနည်းပါးပါးပစ္စည်းတွေကိုအစတရာကြီးအောင်လုပ်လိုက်တယ်တော်တော်ချွေတာသုံးပြီးတော့နောက်ဆုံးမှငါနဲ့ငါညီဒီအခက်အခဲကနေလွတ်မြောက်သွားတယ်ဒါပေမဲ့မိုးတိတ်သွားတာနဲ့ငါညီကငါ့ကိုအထက်မြင့်တိုက်ပေါ်ကနေအောက်ကိုတွန်းချလိုက်တယ်သူကဒေါသတကြီးနဲ့မင်းသားငါရဲ့အစတရာကြီးမားစေသော AI ကိုမလူသွားရင်ငါဒီ AI နဲ့ပစ္စည်းတွေကြီးအောင်လုပ်ပြီးနှင်းယူနဲ့သူ့မိသားစုတစ်ခုလုံးကိုကယ်နိုင်မှာအကိုကြီးခမရကိစ္စတိုင်းမှာကောင်းတယ်တကူကောင်းဆန်လုံးတာတစ်ခုပဲပြီးတော့ငါပြန်လဲမွေးဖွားလာခဲ့တယ်ဒီတစ်ချိန်မှာတော့ငါညီကငါအရင်အစတရာကြီးမားစေသော AI ကိုရွေးသွားတယ်အဲဒီတော့မှသူလဲပြန်လဲမွေးဖွားလာမှန်းငါနားလဲသွားတယ်ငါပြုံးလိုက်တယ်ငါကအစတရာသေးငယ်စေသော AI နဲ့ငါနဲ့စားစရာတွေကိုတေးအောင်လုပ်ပြီးငါကလည်းတေးငယ်သွားအောင်လုပ်လိုက်တယ်ဒီလိုနဲ့ငါလူတိုင်းရဲ့မျက်စိရှိကနေပျောက်ကွယ်သွားတယ်ငါအမျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ AI ရွေးရမယ့်နေ့ကိုပြန်ရောက်နေခဲ့တယ် AI ကမင်းတို့နှစ်ယောက်ကို AI ကိုရွေးကြပါငါညီကချက်ချင်းပဲငါအစတရာကြီးမားစေသော AI ကိုလိုချင်တယ် AI ကအခုတင်းစီမှာချိတ်ဆက်သွားပြီငါညီကဝမ်းသာအားရနဲ့အခုတော့အစတရာကြီးမားစေသော AI ကငါဟာပဲအဲ့ဒီအချိန်မှာငါတို့ AI ရွေးခဲ့တဲ့နေ့ကိုငါတကယ်ပြန်လဲမွေးဖွားလာတာမှန်ငါအသေးချာနားလဲသွားတယ်မင်းကငါထက်နှင်းယူကိုပိုချစ်ပြီးမင်းအသက်ကိုကယ်ခဲ့တဲ့အကိုတော်တန်မိုးမထားဘူးပဲဒါကြောင့်ဒီတစ်ခါတော့ငါမင်းကိုလုံးဝကူညီမှာမဟုတ်ဘူးငါကအစတရာသေးငယ်စေသော AI ကိုရွေးတယ် AI ကကောင်းပြီ AI ကိုချိတ်ဆက်ပြီးငါညီကသူ့ရဲ့ AI အသစ်ကိုချက်ချင်းစမ်းတက်တော့တယ်သူကအနားမှာရှိတဲ့ခွက်အသေးလေးကိုအစတရာကြီးအောင်လုပ်လိုက်တယ်ခွက်အသေးလေးကမျက်စိရှေ့တင်ခွက်အကြီးကြီးဖြစ်သွားတယ်သူ့ဝမ်းသာအားရအော်လိုက်တယ်တကယ်အစတရာကြီးမားစေသော AI ပဲသူ့ကိုကြည့်ပြီးငါရည်ကျင်သွားတယ်သူဟာအရင်ဘဝကငါကယ်တင်ဖို့အတွက်အရာအလုံးကိုစတေးခဲ့ရတဲ့ညီပါပဲအရင်ဘဝတုန်းကရုတ်တရက်မိုးရွာတဲ့ကတ်ဆိုးကြီးကြားရောက်လာခဲ့တယ်လူတွေအကုန်လုံးကိုယ့်အိမ်ထဲမှာပိတ်မိနေပြီးစားတော့စရာတွေတိတ်နေသွားတယ်ဒါပေမဲ့ငါအိမ်မှာစီးတော့ဘူးအသစ်စားခောက်ဆွဲနဲ့ပေါင်မုတ်တွေနည်းနည်းရှိတယ်ငါအစတရာကြီးမားစေသော AI နဲ့အဲ့ဒါတွေကိုအစတရာကြီးအောင်လုပ်ပြီးငါးနှစ်လုံးအသက်ရှင်ခဲ့ရတယ်အဲ့ဒီတော့ငါညီရဲ့ငယ်တငယ်ချင်းနှင်းယူကမျက်နှာချင်းဆိုင်အိမ်မှာနေတယ်ငါညီကသူတို့မိသားစုအတွက်ပါစားစရာတွေကြီးအောင်လုပ်ပေးဖို့ငါ့ကိုခဏခဏပြောခဲ့တယ်ဒါပေမဲ့ကတ်ဆိုးကြီးထဲမှာလူတွေကိုယုံကြည်လို့မရဘူးဆိုပြီးငါညင်းလိုက်တယ်ငါအကူကြီးမပါပဲနှင်းယူရဲ့မိသားစုကငါနှစ်မခံနိုင်ပဲအစောကြီးကငတ်တည်သွားခဲ့တယ်ငါကတ်ဆိုးကြီးကနေလွတ်မြောက်ခဲ့ပေမဲ့နောက်ဆုံးမှာငါအစွမ်းကုန်ကာကွယ်ပေးခဲ့တဲ့ညီပြသူလက်ချက်နဲ့တေးခဲ့ရတယ်တကယ်ကိုကံကြမ္မာရဲ့လှောင်ပြောင်မှုပါပဲငါညီကပြုံးပြီးတော့အကိုကြီးအခုတော့အစတရာကြီးမားစေသော AI ကငါဟာဖြစ်သွားပြီခမ ्या ငါ့ကိုမနာလို့မဖြစ်ဘူးလားငါလိုချင်တာကိုကြီးအောင်လုပ်နိုင်ပြီလေခမ ्या စီမှာတော့အစတရာသေးငယ်စေသော AI ပဲရှိတာငါအေးစစ်စစ်နဲ့ပဲဘာကွာခြားသွားလို့လဲ AI တခုပါပဲမင်းဘောကြရင်လည်းယူထားလိုက်ပေါ့ငါအတွက်တော့ဘာမှမကွာပါဘူးအစတရာကြီးမားစေသော AI ကိုငါလုံးဝစိတ်မဝင်စားတာသူမြင်သွားတဲ့အခါအဲ့ဒီတော့မှသူတက်ပြင်းချနိုင်သွားတယ်ဒါပေမဲ့ဒီတစ်ခါတော့သူမျက်နှာချင်းဆိုင်ကမိသားစုကိုတေချာပေါက်တွားခဲ့မယ်ဆိုတာငါကောင်းကောင်းသိတယ်သူ့ AI ကြောင့်တယောက်ယောက်တိသွားတာနဲ့ကတ်ဆိုးကြီးထဲမှာသူဘေးကင်းဖို့မဖြစ်နိုင်တော့ဘူးလူတိုင်းကအဲ့ဒီ AI ကိုလူကျင်ကြမှာပဲငါညီကသူ့စီမှာအစတရာကြီးမားစေသော AI ရှိလို့စားစရာမရှားနိုင်ဘူးလို့တွေးနေတာဒါကြောင့်သူကလာမဲ့မိုးရွာတဲ့ကတ်ဆိုးကြီးကိုလုံးဝမကြောက်တဲ့အပြင်မျှော်တော့မျှော်နေသေးတယ်ဒါမှစားစရာရှားလာရင်သူကဟီးရိုးလုပ်ပြီးနှင်းယူနဲ့သူ့မိသားစုကိုကယ်နိုင်ပါလေပြီးတော့နှင်းယူလည်းသူ့ကိုချစ်လာမှာပေါ့သူကနှင်းယူကိုပဲသဘောကျတာလို့ငါအမြဲထင်ခဲ့တာဒါပေမဲ့အခုမှပဲသူကအချစ်ယူကြီးမှန်းနားလေပါတယ်ငါညီကအကိုကြီးငါသာနှင်းယူနဲ့သူ့မိသားစုကိုကယ်လိုက်ရင်သူငါ့ကိုချစ်လာမလားငါအင်းလုံးဝမချစ်ဘူးသူကချက်ချင်းပဲဒီလိုမဖြစ်နိုင်ပါဘူးနှင်းယူကငါ့ကိုတေချာပေါက်ချစ်လာမှာပါပြီးတော့သူကထပ်မေးတယ်အကိုကြီးမှန်တိုင်းပြောစမ်းပါခမ ्या လည်းနှင်းယူကိုသဘောကျနေရတော့မဟုတ်ပါဘူးနော်ခမ ्या ကသူ့ထက်2နှစ်ကြီးတာမို့သူ့အကြောင်းတွေးတော့မတွေးနဲ့သူပြောတာကိုငါဘာမှပြန်မဖြေခဲ့ဘူးငါဖုန်းထုတ်ပြီးငါလိုချင်တဲ့ပစ္စည်းတွေကို online ကနေစဝယ်လိုက်တယ်ဘာလို့လဲဆိုတော့ငါကိုညီရင်လက်ချက်နဲ့တခါတေးဘူးပြီမို့ဒီအမားကိုဒုတိယတစ်ချိန်လုံးဝထပ်မလုပ်တော့ဘူးအဲ့ဒီအချိန်မှာငါညီကအကိုကြီးခမ ्या စီမှာပတ်စံရှိလားငါ့ကိုတိန်းနေငယ်လောက်ချေးပေးပါငါစားစရာနည်းနည်းဝယ်ချင်လို့ငါငါအခုလေးတင်ရေခဲတက်တာအစ်တစ်လုံးဝယ်လိုက်လို့ပတ်စံတွေအကုန်ပြောင်းသွားပြီသူကအံ့ဩသွားပြီးခမ ्या ရေခဲတက်တာကိုဘာလို့ဝယ်တာလဲငါဘာဖြစ်လို့လဲငါရေခဲတက်တာအစ်ဝယ်လို့မရဘူးလားမင်းကဘာလို့ဒီလောက်တောင်လန့်သွားရတာလဲသူကအမြန်ပဲအဲ့လိုမဟုတ်ပါဘူးငါဒီတိုင်းဆက်စုကြည့်ရပါပြီးတော့ तू ကအကိုကြီးခမ ्या အခန်းထဲမှာစားစရာနည်းနည်းကြံသေးတယ်လို့ငါမှတ်မိတယ်ငါအဲ့ဒါတွေအကုန်လုံးရက်ွက်ထဲကအထီးကျန်တက်ကြီးရွယ်အိုတွေကိုလှူလိုက်ပြီးသူတို့ဘဝလည်းမလွယ်ကူဘူးလေဒါပေမဲ့ပြန်လဲမွေးဖွားလာပြီးနောက်မှာတော့ငါညီကသူမှတ်မော်တယ်အစတရာကြီးမားစေသော AI ကိုယူသွားရုံနဲ့မကပဲငါရဲ့နောက်ဆုံးကျန်တဲ့စားစရာတွေကိုပါတခြားလူတွေကိုပေးပစ်လိုက်မယ်လို့လုံးဝမထင်ထားခဲ့ဘူးသူငါ့ကိုငတ်သေးစေချင်နေတာသိကြတယ်ငါသာပြန်မမွေးဖွားလာပဲ AI ကိုပါမရခဲ့ဘူးဆိုရင်ဒီတစ်ခါမိုးရွာတဲ့ကတ်ဆိုးကြီးထဲမှာငါလွတ်မြောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးသူ့မျက်နှာပေါ်ကလှောင်ပြောင်တဲ့အပြုံးကိုကြည့်ပြီးငါစိတ်ထဲမှာသူ့ပေါ်မုန်းတိမှုတွေပို့တိုးလာတယ်ငါညီအတွက်တာဝန်ဝတ္တရားမှန်သမျှကိုဟာခြေပုံခဲ့တယ်လို့အမြဲထင်ခဲ့တာငယ်ကငါတို့မိဘတွေဒုက္ခရောက်ခဲ့လို့အကိုကြီးပြီးမိဘနှစ်ပါးစလုံးရဲ့တာဝန်ကိုငါယူခဲ့တယ်ငါညီကြောင်းတက်နိုင်ဖို့ငါအရွယ်လေးနဲ့ကြောင်းထွက်ခဲ့ရတယ်သူ့အမတ်တွေတခါမှမကောင်းခဲ့ပေမဲ့ငါသူ့ကိုတခါမှမဆူခဲ့ဘူး
သူ့မဟုတ်ဘူးကရွယ်လူကလေးတွေထက်အမြဲပိုများနေခဲ့ပြီးအဲ့ဒီပတ်စံတွေအကုန်လုံးကငါနေရောညပါစူးစမ်းရှာဖွေခဲ့ရတာနောက်ပိုင်းသူကောလိပ်တောင်မတက်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာငါအကိုစူးစမ်းမှုနဲ့မြို့မှာအိမ်တစ်လုံးတောင်ဝယ်နိုင်နေပြီဒါကြောင့်ငါနဲ့အတူနေဖို့သူ့ကိုမြို့ပေါ်ခေါ်လာခဲ့တယ်ဒါပေမဲ့မျက်နှာချင်းဆိုင်အိမ်မှာသူ့ငယ်တငယ်ချင်းနှင်းယူနေမှငါပဲသိပါမလဲငယ်ငယ်ကသူတို့နှစ်ယောက်အမြဲအတူဆော့ခဲ့ကြပြီးနောက်ပိုင်းနှင်းယူရဲ့မိသားစုကအိမ်ဖြတ်သိမ်းခံရတဲ့လျော်ချင်းငွေအများကြီးရလို့ရွာကနေမြို့ကိုပြောင်းလာခဲ့ကြတယ်လှပတဲ့နှင်းယူကိုငါညီပြန်တွေ့ချင်းမှာပဲချက်ချင်းသဘောကျသွားပြီးနောက်ကတကောက်လိုက်တော့တယ်အရင်ဘဝတုန်းကကတ်ဆိုးကြီးကြောက်ရောက်နေချိန်သူ့မိသားစုကိုကူညီဖို့ငါညင်းလိုက်တဲ့အခါမှာတော့ငါညီကငါမရှိတော့ငါတို့စားစရာတွေကိုသူတို့အိမ်စီခိုးပို့ပေးခဲ့တယ်ငါဘာမှမလုပ်နိုင်ခဲ့ပဲနောက်ဆုံးမှာငါတို့ပစ္စည်းတွေလာမခိုးနိုင်အောင်အိမ်တကားကိုအထက်ကနေတော့ခတ်ထားခဲ့ရတယ်အဲ့ဒီတော့မှငါညီရဲ့မျက်လုံးထဲမှာငါကဘာတန်ဖိုးမှမရှိဘူးဆိုတာငါသိလိုက်ရတယ်သူ့အတွက်ဘာမှမလုပ်ပေးဘူးတဲ့ကောင်မလေးတယောက်ကသူ့အတွက်ငါထပ်ပို့ပြီးအရေးပါနေခဲ့တယ်အဲ့ဒီအချိန်ကစပြီးငါညီပေါ်ငါလုံးဝစိတ်ပြတ်သွားတယ်ငါနည်းနည်းပင်ပန်းနေပြီငါသွားရတော့မယ်မင်းလဲစောစောအိတ်တော့ဒီလောက်ပဲပြောပြီးငါအခန်းထဲငါဝင်လာခဲ့ကကို့အတွက်ဘေးကင်းတဲ့ပေါင်းစရာနေရာတစ်ခုကိုစီစဉ်တော့တယ်မိုးသက်မုန်တိုင်းထန်နေချိန်မှာတော့လျှက်စစ်မီအဆက်မပြတ်ရနေအောင်လေအားလျှက်စစ်မီဆက်လဲဝယ်ထားလိုက်တယ်ငါလိုအပ်မဲ့ပစ္စည်းတွေအကုန်လုံးကိုအရင်ကတည်းကကြိုဝယ်ထားပြီးပြီအခုငါအချိန်ကောင်းကိုစောင့်ဖို့ပဲလိုတော့တယ်တခြားတစ်ဖက်မှာတော့ငါညီကသူ့ရဲ့အစတရားကြီးမားစေသော AI ကိုအရန်ယုံကြည်နေလို့ဘာကိုမှစိုးရိမ်မနေဘူးသူ့မဟုတ်ဘိုးနဲ့ရူဘီ100ဘိုးလောက်စားစရာဝယ်ပြီးသူ့အခန်းထဲမှာတိတ်တဆိတ်တော့ခတ်ထားတယ်ငါပဲသူ့ပစ္စည်းတွေကိုခိုးသွားမဲ့အတိုင်းပဲငါဒီအိမ်မှာလုံးဝဆက်မနေတော့ဘူးဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ငါဒီမှာဆက်ပုံးနေရင်အနေနဲ့အမြန်သူတို့ငါ့ကိုရှာတွေ့သွားမှာပဲဒါကြောင့်ငါတခြားနေရာကိုရွေးလိုက်တယ်ဒီအိမ်ကိုပြင်ဆင်နေတော့ငါကိုယ်ပိုင်ဒီဇိုင်းနဲ့အရန်သေးငယ်တဲ့လျှို့ဝှက်အခန်းလေးတစ်ခုစောက်ထားခဲ့တယ်ဒီနေရာအကြောင်းငါညီကိုတစ်ခါမှမပြောပြခဲ့ဘူးအဲ့ဒီအခန်းကအိမ်သားငယ်လေးတစ်လုံးစာပဲရှိပေမဲ့သေးငယ်သွားတဲ့အခါအလုံးကြုံဆုံးဘေးကင်းတဲ့အိမ်ဖြစ်လာမှာပါအခန်းတကားကိုကျွန်တော်ဖုန်းနဲ့ပဲထိန်းချုပ်လို့ရတယ်ဒါကြောင့်ငါညီရှာတွေ့သွားမှာကိုမကြောက်တလို့တွေ့သွားရင်တော့ဖွင့်လို့ရမှာမဟုတ်ဘူးဒါအပြင်ကီလိုမီတာများစွာဝေးတဲ့လူသူကင်းမဲ့တဲ့မြေကိုသွားပြီးအစတရာသေးငယ်စေသော AI နဲ့မြေကြီးတွေကိုသေးငယ်စေပြီးယူလာခဲ့တဲ့အတွက်နောက်ပိုင်းကျရင်မျိုးစေ့တွေနဲ့ဟင်းဒီဟင်းရွက်စိုက်လို့ရပြီတစ်ပင်တော်တော်များများကိုလည်းသေးငယ်စေပြီးယူလာခဲ့တယ်ခဏကြာတော့ကျွန်တော်မှာထားတဲ့စားစရာတွေပရိဘောဂတွေနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေရောက်လာတယ်အဲ့ဒီအချိန်ကမိုးရွာတဲ့ကဘာပြက်ကတ်စိုက်ဖို့တရက်ပဲလိုတော့တယ်ပို့ပေးရမယ့်လိပ်စာကိုရွာအိမ်ဟောင်းလိပ်စာပေးထားခဲ့တယ်အဲ့ဒီရွာလူသူကင်းမဲ့နေရကြာပြီဖြစ်ပြီးအခုဘယ်သူမှမနေကြတော့ဘူးအဲ့ဒီအိမ်မှာပရိဘောဂတွေလျှက်စစ်ပစ္စည်းတွေစားစရာနဲ့လိုအပ်တဲ့ပစ္စည်းမျိုးစုံကိုဖြည့်ထားလိုက်တယ်အနီးနားမှာဘယ်သူမှမရှိတဲ့အခါအစတရာသေးငယ်စေသော AI နဲ့အဲ့ဓာတွေကိုသေးငယ်စေပြီးတစ်တာတွေရဲ့ထည့်လိုက်တယ်နောက်ဆုံးတော့ကျွန်တော်နည်းနည်းစဉ်းစားပြီးအိမ်ဟောင်းလေးကိုပါသေးငယ်စေပြီးယူလာခဲ့တယ်ဟောင်းနေပေမဲ့နည်းနည်းပြင်လိုက်ရင်နောက်ပိုင်းမှာအရန်အသုံးဝင်လာမှာပါညနေတော့ပစ္စည်းတွေအကုန်ယူပြီးမြို့ကိုပြန်လာကလျှို့ဝှက်အခန်းထဲမှာတင်ထားလိုက်တယ်ဒီရက်ပိုင်းငါးညီကအရန်ကိုစိတ်လှုပ်ရှားနေတာသူကအရာအလုံးပြင်ဆင်ပြီးပြီလို့အပြည့်အဝယုံကြည်နေတယ်ဒါကြောင့်သူကကျွန်တော်လှုပ်ရှားမှုတွေကိုလုံးဝသတိမထားမိဘူးလျှို့ဝှက်အခန်းထဲမှာလေတန့်စင်စနစ်ကိုကြိုတင်တက်ဆင်ထားတယ်ဒါကြောင့်နှစ်ပေါင်းများစွာနေရင်တော့အောက်ဆီဂျင်ကုန်သွားမှာကိုပူစရာမလိုရေဘူးကြီးငါးဘူးကိုမသေးငယ်စေပဲရေတိုင်းကြီးအသေးလေးနဲ့ထည့်ထားလိုက်တော့နောက်ပိုင်းရေအရင်းမြစ်ဖြစ်လာမှာပါအခန်းထဲမှာမီးလေးတက်ထားပြီးခလုတ်ကိုကျွန်တော်ဖုန်းနဲ့ထိန်းချုပ်လို့ရတယ်တညာလုံးစူးစမ်းပြီးတဲ့နောက်ကျွန်တော်လျှို့ဝှက်အခန်းကလုံးဝပြောင်းလဲသွားပြီအခုတော့လျှို့ဝှက်အခန်းထဲမှာခြံအသေးလေးတစ်ခုဖြစ်နေပြီကြက်ပေါက်လေးတွေရဲ့အတန်ကိုတီးတီးလေးကြားရပြီးမျက်ခင်းထဲမှာပိုးကောင်တွေရှာနေကြတယ်ခြံပြင်ဘက်မှာကျွန်တော်အိမ်လေးရှိပြီးအိမ်သုံးပစ္စည်းတွေအစုံရှိတယ်အခုတော့ကျွန်တော်စိတ်အေးချမ်းသာစွာနဲ့မိုးရွာတဲ့ကဘာပြက်ကတ်ကိုစောင့်နိုင်ပြီနောက်ဆုံးနေတော့မှငါညီကနှင်းယူအိမ်ကိုထပ်သွားတယ်နှင်းယူမိသားစုကသူ့ကိုလုံးဝသဘောမကျပုံရတယ်ဒါပေမဲ့သူကသူတို့အမြင်ကိုဂရုမစိုက်ဘူးသူကနှင်းယူအခန်းထဲကိုတန်းဝင်သွားတယ်အဲ့ဒီချိန်နှင်းယူရဲ့မိဘတွေစကားပြောနေကြတယ်ညနေချင်းဆိုင်အိမ်ကကောင်လေးကလုံးဝအရှက်မရှိဘူးဒီလောက်အရွယ်ရောက်နေတာတော့ငါတို့သမီးအခန်းထဲနေ့တိုင်းဝင်နေတယ်တခြားအမျိုးသမီးတယောက်ကရှင်တို့တမက်ရတော့မယ်ထင်တယ်လို့ပြောတယ်အဲ့ဒီတော့နှင်းယူအမေကရေပြီးတမက်ဟုတ်လားသူကကောလိပ်တောင်မတက်ရဘူးအသက်20ကျော်နေပြီဒါတော့တေချာတဲ့အလုပ်ကံမရှိဘူးနေတိုင်းအိမ်မှာပဲနေပြီးသူ့အကိုကြီးပတ်စံနဲ့အသက်ရှင်နေတာသူ့အချိန်လေးနဲ့များငါသမီးကိုလက်ထပ်ဖို့အိမ်မက်မက်နေတယ်လုံးဝမဖြစ်နိုင်ဘူးငါသမီးကလှတယ်ပညာတတ်တယ်ပြီးတော့အလုပ်ကောင်းကောင်းရှိတယ်သူနဲ့လုံးဝမတန်ဘူးကျွန်တော်သူတို့ပြောတာကိုကြားပေမဲ့ဘာမှမကြားသလိုနေလိုက်တယ်အဲ့ဒီအချိန်မှာမိုးရွာတဲ့ကဘာပြက်ကတ်စားဖို့တနာရီပဲလိုတော့တယ်ကျွန်တော်ညီကိုဖုန်းခေါ်ပြီးကုမ္ပဏီမှာအရေးကြီးကိစ္စရှိလာလို့ပြောလိုက်တယ်ဒီညအချိန်ပိုဆင်းရမှာမလို့အိမ်ပြန်မလာတော့ဘူးဟုတ်လို့သူကဂယုမဆိုင်တဲ့ပုံနဲ့ရတယ်ဒီညကျွန်တော်တယောက်တည်းနေလိုက်မယ်လို့ပြန်ဖြေတယ်သူကျွန်တော်ကိုဂယုဆိုင်ဖို့တခေါမှပြောမှမဟုတ်ဘူးဆိုတာကြိုသိနေတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ကနေတကယ်ထွက်သွားပြီလို့သူ့ထင်အောင်ဖုန်းခေါ်လိုက်တာပါအဲဒီနောက်ကျွန်တော်ဖုန်းနဲ့လျှို့ဝှက်အခန်းတကားကိုဖွင့်လိုက်တယ်အထဲဝင်ပြီးတကားကိုပိတ်လိုက်တယ်ပြီးတော့အစတရာသေးငယ်စေသော AI ကိုနောက်တစ်ချိန်ထပ်သုံးလိုက်တယ်ဒါပေမဲ့ဒီတစ်ခါတော့ပစ္စည်းတွေကိုမဟုတ်ပဲကိုသေးငယ်စေလိုက်တယ်ခဏနေတော့ခေါင်းမှုသလိုဖြစ်သွားပြီးကျွန်တော်ခန္ဓာကိုယ်ကြီးလုံးဝကျုပ်ဝင်သွားတယ်အရင်ကအရန်သေးတယ်လို့ထင်ရတဲ့လျှို့ဝှက်အခန်းကအခုတော့ခမ်းမကြီးတစ်ခုလိုမြင်နေရပြီကိုသေးငယ်စေဖို့စွန့်စားရတဲ့အကြောင်းရင်းကအရင်ဘဝမှာကျွန်တော်တွေ့ခဲ့ဘူးလို့ပါအစတရာကြီးမားစေသော AI နဲ့ကြီးအောင်လုပ်ထားတာတွေကမိုးတိတ်သွားတဲ့အခါအရင်အတိုင်းပြန်ဖြစ်သွားတယ်ဒါကြောင့်အစတရာသေးငယ်စေသော AI နဲ့လည်းဒီလိုပဲဖြစ်မယ်လို့ခန့်မှန်းမိတယ်မိုးတိတ်သွားရင် AI ကအာနိသင်ပြောက်ပြီးအားလုံးမူလအရွယ်စာတိုင်းပြန်ဖြစ်သွားမှာပါရှေ့ကစိမ့်လက်နဲ့မြေတစ်ပင်တွေခြံငယ်လေးနဲ့အိမ်လေးကိုမြင်တော့ကျွန်တော်ရင်ထဲမှာတမူထူးခြားစွာအေးချမ်းသွားတယ်အခုတော့မိုးရွာမှာကိုကျွန်တော်မပူတော့ဘူးငါကြီးအိမ်မှာမရှိတော့ကအိမ်ထဲနဲ့အပြင်စင်းကြံမှာမမြင်ရတဲ့ကင်မရာတွေတက်ထားခဲ့တဲ့အတွက်အိမ်ဝင်ထွက်လှုပ်ရှားမှုတိုင်းကိုကျွန်တော်ဖုန်းကနေကြည့်လို့ရတယ်
ပိုလုံးကြုံအောင်နှင်းယူအိမ်ပြင်ဘက်မှာလည်းကင်မရာတက်ထားလိုက်တယ်အဲ့ဒီကင်မရာတွေကအရေးအသွေးကောင်းလုံးလို့ဗီဒီယိုကြည့်အောင်သာမကအတန်တိုးတိုးလေးတွေကိုပါရှင်းရှင်းလင်းလင်းကြားရတယ်ပြင်ဆင်မှုတွေအားလုံးပြီးတော့ဖုန်းကိုအိတ်ကက်ထဲထည့်လိုက်တယ်ပကုံးပေါ်ပေါက်တူးထမ်းပြီးကိုမြေခွက်စီကိုသွားလိုက်တယ်ကျွန်တော်တေချာဂယူးဆိုင်ပြီးလဲထုံလိုက်တယ်ပြီးတော့မျိုးစေ့ချမြေဩဇာကျွေးပြီးရေလောင်းလိုက်တယ်အဲ့ဒီအချိန်ကြက်ပေါက်လေးတွေကကျွန်တော်ချင်ရင်နားလာပြီးနှုတ်သီးနဲ့ပေါက်ကြတယ်သူတို့ကိုဖြည်းဖြည်းလေးဖယ်ပြီးကြက်စာထုတ်ပေါက်ကအစာကျွေးလိုက်တယ်ဖုန်းကနေတဆင်အပြင်မှာမိုးတဲထန်စွာရွာနေပြီဆိုတာသိလိုက်ရတယ်ဒီမိုးကတိတ်မဲ့ပုံမပေါ်ဘူးလူမှုကွန်ရက်ပေါ်မှာလူတွေကမိုးအရမ်းရွာလို့အလုံးမသွားနိုင်ကြောင်းညှိတွားနေရတယ်အခုတော့ပြင်ပကဘာနဲ့ကျွန်တော်ရဲ့ဆက်သွယ်မှုကဖုန်းကွန်ပျူတာနဲ့တက်ဘလက်ပဲရှိတော့တယ်ကြည့်ရင်းနဲ့ရက်တော်ကြာသွားတယ်ဒါပေမဲ့မိုးကတိတ်မဲ့ပုံမပေါ်ပဲအခြေအနေကပိုဆိုးလာတယ်မြို့ထဲမှာမိုးဆက်တိုက်ရွာနေလို့လမ်းပန်းဆက်သွယ်ရေးလုံးဝပြတ်တောက်သွားပြီးလူတွေသွားလာဖို့မဖြစ်နိုင်တဲ့လောက်ပါပဲကျွန်တော်ပျောက်သွားတာကိုငါညီကလုံးဝအံ့ဩပုံမရဘူးကျွန်တော်ရေကြီးလို့မျောပါတေဆုံးသွားပြီလို့သူထင်နေမှာပါဒီကပိုင်းကျွန်တော်ခြံလေးထဲမှာလက်ထွန်းဟင်းသီးဟင်းရွက်စိုက်ပြီးကြက်လေးတွေကိုအစာကျွေးနေတယ်ပြဿနာတစ်ခုကတော့အဲ့ဒီကြက်ပေါက်လေးတွေကကျွန်တော်စိုက်ထားတဲ့ဟင်းသီးဟင်းရွက်ပင်ပေါက်တွေကိုခဏခဏစားပစ်တာပဲတနေ့အားနေတော့ကင်မရာတိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ကြည့်လိုက်တော့ငါညီကနှင်းယူကိုအိမ်ခေါ်လာတာတွေ့ရတယ်သူတို့နှစ်ယောက်အဲကမ်းမှာထိုင်နေပြီးငါညီကနှင်းယူအိမ်မှာစားစရာကြံသေးလားလို့မေးတယ်နှင်းယူကတက်ပြင်းချပြီးအရန်နေနေပြီအရင်ကတည်းကပစ္စည်းတွေအများကြီးစုထားခဲ့ရင်ကောင်းပါလို့ပြောတယ်အခုပထမထပ်အထိရေမြုပ်နေပြီဆိုတော့အဲ့ဒီကိုသွားနေလို့လည်းမရတော့ဘူးပြီးတော့သူကမင်းခန့်နေအိမ်မှာစားစရာရှိသေးလားလို့မေးတယ်ရှိရင်ငါတို့ကိုနည်းနည်းပေးပါလားငါအိမ်မှာဖေဖေမေမေနဲ့ငါညီလေးလည်းရှိတယ်ငါတို့စီကနည်းနည်းလေးကြံတဲ့စားစရာကတမိသားစုလုံးအတွက်လုံးဝမလောက်ဘူးငါညီကပြုံပြီးကျွန်တော်မှာအစတရာကြီးမားစေတော့ AI ရှိတယ်လို့ပြောတယ်ကျွန်တော်ဘယ်အစားအစာကိုမဆိုအစတရာကြီးအောင်လုပ်နိုင်တယ်နှင်းယူကအံ့ဩသွားပြီးတကယ်လားဘလို့လို့ဖြစ်နိုင်မှာလဲလို့ပြောတယ်ငါညီကမယုံရင်ကိုယ်တိုင်ကြည့်ကြည့်ပါလားလို့ပြောတယ်သူကချက်ချင်းပဲစားစရာကိုကြီးအောင်လုပ်ပြလိုက်တယ်နှင်းယူရဲ့မျက်လုံးတွေအယောင်လက်သွားတယ်သူကဝမ်းသာအားရနဲ့မင်းကန်နေရှိလို့တော်သေးတာပေါ့လို့ပြောတယ်ဒါဆိုကျေးဇူးပြုပြီးငါတို့အိမ်ကစားစရာတွေအကုန်လုံးကိုလည်းကြီးအောင်လုပ်ပေးပါလားငါညီကရတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်မှတောင်းဆိုစရာလေးတစ်ခုရှိတယ်နှင်းယူကပြုံးပြီးပြောလေလို့ဆိုတယ်ငါညီကရှက်ရှက်နဲ့ခမားကိုကျွန်တော်သဘောကျနေတာခမားသိတယ်လို့ပြောတယ်အခုခမားရဲ့တမိသားစုလုံးကိုကျွန်တော်ကယ်နိုင်ပြီဆိုတော့ခမားလည်းကျွန်တော်ကိုချစ်နိုင်မလားနှင်းယူကရေးပြီးနင်ကဘယ်လိုတွေပြောနေရလဲငါတို့ကအရင်ကတည်းကတူတူရှိနေခဲ့ကြတာမဟုတ်ဘူးလားလို့ပြောတယ်ငါတို့ကငငယ်ကတည်းကကစားပေါ်ကစားဖက်တွေလေအခုငါလည်းနင်ကိုသဘောကျနေပြီဒီမိုးတိတ်သွားတာနဲ့ငါနင်ကိုလက်ထပ်ပါမယ်အဲ့ဒါကိုကြားတော့ငါညီကဝမ်းသာလုံးလို့ခုန်ပေါက်နေတယ်သူကနှင်းယူလေကျွန်တော်ကိုချစ်တယ်ဆိုတာကျွန်တော်သိတယ်လို့ပြောတယ်ကိုကြီးကတော့ခမားကျွန်တော်ကိုဘယ်တော့မှသဘောကျမှာမဟုတ်ဘူးလို့ပြောခဲ့တာသူကကျွန်တော်ကိုမနာလို့ဖြစ်နေုံတက်ပါအဲ့ဒီချိန်နှင်းယူဒါနဲ့အကိုကြီးရောဗမာလဲလို့မေးတယ်ငါညီကဂယူးမဆိုင်တဲ့ပုံနဲ့သူကကုမ္ပဏီမှာအချိန်ပိုဆင်းမယ်ပြောတာပဲလို့ပြောတယ်အခုလိုရက်အကြာကြီးမိုးရွာနေတာဆိုတော့သူရေထဲမျောပြီးတေလောက်ပြီလို့ကျွန်တော်ထင်တယ်ဒါကိုကြားတော့နှင်းယူမျက်နှာပေါ်မှာခဏလောက်ထူးဆန်းတဲ့အမူအရာပေါ်သွားတယ်ဒါပေမဲ့နောက်တစ်ခဏမှာပဲသူကကျွန်တော်ညီလေးကိုချော့မော်ပြီးသူ့အခန်းထဲကအစားအသောက်တွေအကုန်ထုတ်လာဖို့သဘောတူအောင်လုပ်လိုက်တယ်ကင်မရာတွေကနေဒါတွေအကုန်လုံးကိုမြင်ရတော့ကျွန်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ကျွန်တော်ကဘလို့လုပ်ပြီးဒီလောက်တုံတဲ့ညီလေးတယောက်ကိုပြုစုပြောထောင်ပြီးသွားတာလေတုံးအတာတွေမကပဲသူ့အကိုရင်တေသွားဖို့ကိုရင်ထဲကနေတကယ်ဆန္ဒရှိနေတယ်လို့မျိုးရက်ဆက်လွန်းနေတယ်ဒါပေမဲ့အခုတော့အဲ့ဒါကကျွန်တော်အတွက်ဘာများထူးခြားသွားမှာလဲကျွန်တော်ကဒီကလျှို့ဝှက်အခန်းထဲမှာလုံခြုံနေပြီးကျွန်တော်ပုံနေတဲ့နေရာကိုဘယ်သူမှမသိကြဘူးကျွန်တော်ရဲ့ကဘာတေးသေးလေးထဲမှာအေးအေးချမ်းချမ်းနေသွားဖို့ပဲရှိတော့တယ်ကျွန်တော်ရဲ့အိမ်လေးစီကိုကျွန်တော်ပြန်သွားခဲ့တယ်ကို့အတွက် hotspot တစ်ခုလုပ်ခဲ့တယ်ပြီးတော့ရေခဲတက်တာတွေကအေးတပူးထုတ်ပြီးညစာကိုအေးဆေးထိုင်စားလိုက်တယ်ဓမင်းဆိုင်နဲ့ဓာတ်ပုံရိုက်ပြီး social media ပေါ်တင်လိုက်တယ်အပြင်မှာမုံတိုင်းနဲ့မိုးတဲနေပေမဲ့အိမ်ထဲမှာ hotpot စားရတာကပိုမိုက်တယ်လို့စာသားလေးရေးတင်လိုက်တယ် post တင်လိုက်တာနဲ့ညီလေးကကိုကြီးဗမာလဲလို့ချက်ချင်း comment ဝင်ပေးတယ် comment ပေးအောင်နဲ့သူအားမရသေးဘူးသူကကျွန်တော်စီ message တွေအများကြီးထပ်ပို့သေးတယ်ကိုကြီးအပြင်မှာမိုးတွေအရန်တဲနေတယ်အဆင်ပြေရလားကိုကြီးဘယ်ရောက်နေရလဲဟော့ပေါ့တော့စားနေသေးတယ်ပေါ့ငါလည်းစားချင်နေပြီကိုဘယ်မှာလဲကျေးဇူးပြုပြီးပြောပြပါငါအပြင်ထွက်လို့မရခဲ့ဘူးငါအတွက်အစားတော့နည်းနည်းယူလာပေးပါသူ့စီကစားရီအများကြီးကိုငါတခေါမှပြန်မပြောခဲ့ဘူးငါတောက်လက်စားအေးကိုဓာတ်ပုံထိုက်ရိုက်ပြီးသူ့စီပို့လိုက်တယ်ပြီးတော့အရေးကအရန်ကောင်းပြီးဟော့ပေါ့ကလည်းပူနေတော့မဲလို့စာရေးလိုက်တယ်ဒါအောင်မြင်မြင်ချင်းသူငါ့ကိုချက်ချင်းဖုန်းခေါ်လာတယ်သူကစိုးရင်ကြီးနဲ့ကိုကြီးဟော့ပေါ့ဘယ်လိုစားနေရလဲငါအတွက်လည်းနည်းနည်းလောက်ကျေးဇူးပြုပြီးယူလာခဲ့ပါငါရက်တော်များများပေါင်မုံပဲစားပြီးအသက်ရှင်နေရတာငါကုမ္ပဏီမှာပဲရှိသေးတယ်လို့တည်ငြိမ်တဲ့အတန်နဲ့ပြောလိုက်တယ်ဒီဟော့ပေါ့အကုမ္ပဏီကနေရတာအပြစ်မှာမိုးရမ်းရွာနေလို့ငါအိမ်ပြန်မလာနိုင်ဘူးမင်းအိမ်မှာရှိတာပဲစားလိုက်တော့မဟုတ်ဘူးကိုကြီးအိမ်ကပေါင်မုံကလုံးဝစားမကောင်းဘူးလို့သူချက်ချင်းပြောတယ်ကျွန်တော်လည်းဟော့ပေါ့စားချင်နေပြီသူဆက်ပြီးတခုခုပြောချင်နေသေးတယ်ဒါပေမဲ့ငါဘာမှမပြောဘဲဖုန်းချလိုက်တယ်ပြီးတော့ကင်မရာကိုငါဖွင့်ကြည့်လိုက်တော့ညီလေးကသူ့ဖုန်းကိုဒေါသတကြီးနဲ့စိုက်ကြည့်နေတာတွေ့လိုက်ရတယ်သူ့မျက်နှာပေါ်မှာအပြစ်ကင်းပြီးလိမ်မာတဲ့ညီလေးတယောက်ရဲ့အရေးအယောင်တော့မကြံတော့ဘူးဒီလောက်နှစ်တွေအကြာကြီးလူကောင်းဟန်ဆောင်နေခဲ့ရတာတကယ်ကိုလွယ်ကူခဲ့မှာမဟုတ်ဘူးကျွန်တော်လည်း tablet ကိုအေးဆေးကောက်ကင်ပြီးဇလန်းစကြည့်လိုက်တယ်ပြင်းစရာကောင်းတဲ့နေ့တွေမှာအချိန်ကုန်လွယ်အောင်လို့ဝတ္ထုတွေအန်နီမေတွေနဲ့ TV series ချီပြီးအဲ့ဒီထဲမှာကြိုတောင်းထားခဲ့တာထမင်းစားပြီးအနားယူပြီးတဲ့နောက်ကျွန်တော်ကတင်ပေါ်လှဲလိုက်တယ်ခဏကြာတော့ဖုန်းကိုကောက်ကင်ပြီးကင်မရာ app ကိုဖွင့်ကနှင်းယူအိမ်အပြင်ကကင်မရာကိုပြောင်းကြည့်လိုက်တယ်အထက်ကနေအတန်တွေကြားနေရတယ်မင်းခန့်ကတော့တကယ်မိုက်တာပဲအခုဆိုငါတို့အိမ်မှာစားစရာတောက်စရာပူစရာမလိုတော့ဘူးတကယ်ပဲငါတို့လက်ထဲရတနာတိုက်ကြီးရောက်လာတာပဲ
ငါညီရဲ့အစတရာကြီးမားစေသော AI အကြောင်းကိုသူတို့မိသားစုတစ်ခုလုံးသိသွားပြီဆိုတာရှင်းနေတယ်ငါညီကပြုံးပြီးပြောတယ်အန်တီကိုကူညီခွင့်ရတာကကျွန်တော်အတွက်အကြီးမားဆုံးပျော်ရွှင်မှုပါပဲဒါဆိုရင်ကျွန်တော်တို့အားလုံးကမိသားစုတစုတည်းဖြစ်လာကြမှာပဲလေဒါကိုကြားတာနဲ့အဲ့ဒီနေရာမှာခဏလောက်တိတ်ဆိတ်သွားတယ်ပြီးတော့နေယူရဲ့မိဘတွေကချက်ချင်းပြုံးပြီးပြောကြတယ်လုံးဝမှန်တာပေါ့ဘင်းခန့်တာမရှိရင်ငါတို့ဒီလောက်များတဲ့အစားအစာတွေကိုဘယ်ကရမှာလဲငါတို့သမီးမင်းနဲ့အတူရှိနေတာမင်းရဲ့ကံကောင်းမှုပဲငါတို့ကအစကတည်းကမင်းကိုအရန်သဘောကျခဲ့တာဒီလောက်ချီးကျူးခံရတာကိုကြားတော့ငါညီကဝမ်းသာလုံးပြီးဘာမှကိုနားမလည်နိုင်အောင်ဖြစ်သွားတယ်ငါကအေးဆက်ဆက်ပြုံးရင်းနဲ့ကင်မရာကိုပိတ်လိုက်တယ်နှင်းယူရဲ့မိသားစုကဘလို့လဲဒါကိုသူတို့ထက်ကျွန်တော်ကပိုသိခဲ့တယ်သူတို့အိမ်ဖြိုဖျက်ခံရလို့ရော်ချင်းငွေအများကြီးရခဲ့တော့ငါအဲ့ဒီချိန်ကစပြီးရွာထဲမှာခေါင်းမော်ပြီးမာနတစ်ထောင်ထောင်ဖြစ်နေခဲ့ကြတာသူတို့ရဲ့ဆွေမျိုးဟောင်းတွေနဲ့ငငယ်ချင်းတွေကိုတော့စော်ကားပြီးမောင်းထုတ်ခဲ့ကြတယ်သူတို့စီလာသမျှလူတိုင်းကပတ်စံကြောင်လာတယ်လို့ပဲအမြဲထင်နေခဲ့တာသူတို့မာနကကန်းကုန်နေပြီလို့ရွာလူတိုင်းလိုပြောခဲ့ကြတယ်တခါရွာလူကြီးသူတို့အိမ်မှာရေလာတောင်းတာတော့ညှင်းလွတ်ခဲ့သေးတယ်ဒီလိုလူတွေကကျွန်တော်ညီလေးပေါ့တကယ်တန်ရောစင်ထားမယ်ဆိုတာကျွန်တော်တခါမှမယုံကြည်ခဲ့ဘူးနင်းယူကိုယ်တိုင်ကလည်းငငယ်ကလေးကအယမ်းမာနာကြီးခဲ့တယ်သူကငါညီလေးကိုရှေ့မှာရောကိုယ်ရမှာပါအချင်းချင်းလှောင်ပြောင်ခဲ့ဘူးတယ်သူကငါညီကိုသူ့အဆင့်တန်းနဲ့တူတယ်လို့ဘယ်တော့မှသဘောမထားခဲ့ဘူးဒါပေမဲ့အခုတော့ငါကဒီကိစ္စတွေကိုဂရုမစိုက်တော့ဘူးဘာပဲဖြစ်ဖြစ်ငါကိုယ်တိုင်ကအစတရာသေးငယ်သွားပြီးလျှို့ဝှက်အခန်းထဲမှာနေနေတာလေခဏကြာတော့ငါညီလေးစီကဖုံးဝင်လာတယ်သူကအယမ်းပျော်ပြီးတော့ပြောတယ်ကိုကြီးတရင်ကောင်းတစ်ခုပြောပြစရာရှိတယ်ကျွန်တော်နဲ့နှင်းယူအခုချစ်သူတွေဖြစ်နေပြီငါအေးအေးဆေးဆေးပဲမေးလိုက်တယ်ဒါဆိုငါ့ကိုဘာလို့ဖုန်းဆက်တာလဲအဲ့ဒီချိန်မှာပဲငါချန်တဲ့ကကြက်ကလေးတွေကအရင်ကထက်နည်းနည်းပိုကြီးလာပြီဒါပေမဲ့လည်းတကြီးကြီးမြည်ပြီးအချင်းချင်းအစာလူနေကြသေးတယ်ကျွန်တော်ညီကရုတ်တရက်ပြောတယ်အကိုကြီးအကိုစီကဘာလို့ကြက်တန်နေကြားနေရတာလဲကျွန်တော်ကပြောတယ်သူတို့ကိုအစာကျွေးနေလို့ပါသူကအံ့ဩသွားပြီးပြောတယ်ဒီလောက်မိုးသေးနေရကိုအကိုချက်တွေဘယ်ရရလာတာလဲသူ့မိကုန်းကိုကျွန်တော်ဓာတ်ရိုက်မဖြေလိုက်ပါဘူးဘာပဲဖြစ်ဖြစ်အသားတွေအများကြီးကြိုဝဲပြီးရေခဲတက်တာတွေထည့်ထားတာဆိုတော့အကြာကြီးစားလို့ရမှာပါကျွန်တော်ညီကစိုးရင်တကြီးနဲ့ပြောတယ်အကိုကြီးတကယ်တော့ဘယ်ရောက်နေရလဲဟောပေါ်လဲစားနေသေးတယ်ချက်တွေလည်းမွေးထားသေးတယ်အဲ့ဒီမှာမိုးရွာတဲ့တံကိုလုံးဝမခံရဘူးလားဟင်းဒီမှာမိုးတယ်မခံရဘူးဒါဆိုကိုဘယ်မှာလဲမြန်မြန်ပြောနင်းယူနဲ့သူ့မိသားစုတစ်ခုလုံးကိုခေါ်ပြီးအဲ့ဒီကိုလာခဲ့မယ်ရှာနိုင်ရင်ကိုပါလာရှာလေဒါဘာအဓိပ္ပာယ်လဲငါတို့ကိုစီပေးမလာချင်တာလားငယ်ငယ်ကလေးကအခုချိန်ထိညီဖြစ်သူပြောသမျှကိုငါအမြဲလက်ခံခဲ့တယ်သူ့ကိုဒီလောက်အေးဆက်ဆက်နဲ့ခနဲတက်တဲ့လေတံမျိုးနဲ့ပြောတာဒါပထမဆုံးချိန်ပဲလမ်းမှာရှောက်သွားနေတဲ့အကောင်တစ်ကောင်ကိုဖြည်းဖြည်းလေးဖယ်လိုက်ပြီးခြံထဲကနေကိုယ့်အိမ်လေးစီပြန်သွားခဲ့တယ်ရေခဲတက်တာထဲမှာအတင်စားအစားအစာတွေအများကြီးရှိနေပြီအဲ့ဒီထဲမှာပီဇာပေါက်စီမန်တိုဒမ်ပလင်နဲ့အေးခဲစာအမျိုးမျိုးပါဝင်တယ်ကျွန်တော်ပန်ကာကိုဖွင့်လိုက်တယ်မိုက်ခရိုဝေ့ထဲကနေပူပူနွေးနွေးပီဇာကိုထုတ်လိုက်တယ်ပြန်နွေးပြီးတဲ့နောက်ပီဇာကရွှေအိုရောင်လေးနဲ့နူးညံ့ပြီးအရန်စားခြင်းစရာကောင်းနေတယ်အပေါ်အတင်ကရှည်ရှည်လေးဆွဲဆန်းလို့ရနေတယ်ကျွန်တော်အဲ့ဒီပုံတစ်ပုံရိုက်ပြီးညီလေးစီပို့လိုက်တယ်သူကချက်ချင်းစာပို့လာတယ်အကိုကြီးစီမှာပီဇာပါရှိတာလားအကိုကြီးမမလဲဆိုတာမြန်မြန်ပြောပြီးတော့သူကဒေါသတကြီးနဲ့ထပ်ပို့တယ်အကိုကြီးကအရန်ကိုကောင်းဆန်တာပဲကျွန်တော်ကတော့ဒီမှာပေါင်မုံချောင်းနဲ့ခောက်ဆွဲချောက်စားပြီးအသက်ဆက်နေရတယ်ပြီးတော့မင်းကအဲ့ဒီမှာပီဇာစားနေဒီပီဇာကအရန်စားကောင်းမဲ့ပုံပဲအပေါ်ကဒိန်ငယ်တွေတောင်ဆွဲဆန်းလို့ရနေတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးမင်းစီမှာအစားအစာဘယ်လောက်ပဲရှိတနေ့တော့ကုန်သွားမှာပဲမင်းရဲ့အစတရားသေးငယ်စေသော AI ကဘာမှအသုံးမဝင်ဘူးငါရဲ့အစတရားကြီးမားစေသော AI ကမင်းအစားအစာတွေအကုန်လုံးကိုအစတရားကြီးသွားအောင်လုပ်နိုင်တယ်အဲ့ဒီခါကျရင်ငါတို့နှစ်ပေါင်းများစွာအေးအေးဆေးဆေးစားလို့ရပြီမင်းဘက်မှလဲဆိုတာမြန်မြန်ပြောခုချက်ချင်းမင်းစီငါလာခဲ့မယ်ငါဒီလောက်ပဲစာပြန်ပို့လိုက်တယ်ငါ့ကိုရှာတွေ့နိုင်လာခဲ့လေအဲ့ဒီနောက်တော့ကျွန်တော်ကင်မရာကိုဖွင့်လိုက်တယ်ငါညီကဒေါသထွက်ပြီးကျွန်တော်အခန်းဟောင်းထဲကပစ္စည်းတွေကိုရိုက်ခွဲနေတယ်မကြခင်မှာပဲသူ့ရဲ့ကြီးမားစေတဲ့ AI အကြောင်းကရက်ွက်တစ်ခုလုံးကိုပြန့်သွားတယ်ဒီသတင်းကိုဘယ်သူဖြန့်လိုက်တာလဲဆိုတာခံမှန်းရမခက်ပါဘူးသူ့အခန်းတကားကိုခဏခဏလာခောက်ကြတယ်ရက်ွက်ထဲကလူတွေအားလုံးသူတို့စီမှာကြံနေတဲ့အစားအစာနည်းနည်းပါးပါးကိုယူလာပြီးအစားအစာတွေကိုသူ့ AI နဲ့တရားစကြီးအောင်လုပ်ပေးဖို့တောင်းဆိုကြတယ်အစပိုင်းမှာတော့ငါညီကနည်းနည်းလန့်သွားတယ်သူ့စီမှာ AI မရှိသလိုဟန်ဆောင်ဖို့စူးစမ်းနေတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲညနေချင်းဆိုင်အိမ်ကနှင်းယူရဲ့မိသားစုတစ်ခုလုံးထွက်လာတယ်နှင်းယူရဲ့အဖေကအတန်ကြဲကြဲနဲ့ပြောတယ်နားထောင်ကြမင်းခန့်ကငါတို့ရဲ့တမတ်လောင်းမယ်မင်းတို့သူ့ AI ကိုတုံးချင်ရင်အရင်ဆုံးငါတို့စီကခွင့်ပြုချက်ယူရမယ်ပြီးတော့ AI တုံးတိုင်းသူ့စွမ်းအင်တွေအများကြီးကုန်တယ်ဒါကြောင့်မင်းတို့ပတ်စံပေးရမယ်အစကတော့ငါညီကနှင်းယူရဲ့မိသားစုကသူ့ AI ရဲ့လျှို့ဝှက်ချက်ကိုအားလုံးကိုပြောပြလိုက်လို့စိတ်ဆိုးသွားတယ်ဒါပေမဲ့ပတ်စံယူရမယ်ဆိုတဲ့စကားကိုကြားလိုက်တာနဲ့သူ့မျက်နှာကဝင်းလက်သွားတယ်နှင်းယူကလည်းချက်ချင်းပြောလိုက်တယ်ဟုတ်တယ်မင်းခန့်ငါချစ်သူပဲမင်းတို့သူ့ကိုအလုပ်ခိုင်းချင်ရင်တော့ပတ်စံပေးရမှာပဲအဲ့ဒီနောက်တော့နှင်းယူရဲ့မိသားစုတစ်ခုလုံးကငါညီရဲ့ AI ကိုအားကိုးပြီးစီးပွားရေးစလုပ်ကြတယ်အစားအစာလာကြီးခိုင်းတဲ့သူတိုင်းစီကနေနှင်းယူရဲ့မိသားစုကရွမ်2000အရင်ကောက်တယ်ရွမ်2000ဆိုတာနဲတဲ့ပမာဏမဟုတ်ဘူးဒါပေမဲ့ကက်ဆိုးကာလာမှာပတ်စံတဲ့အစားအစာဝယ်လို့မရဘူးလေဒါကြောင့်လူတွေကလည်းဒီအပေးအယူကိုသဘောတူကြတယ်ကင်မရာတွေကနေငါညီစီလာတဲ့လူတွေနေ့တိုင်းများလာတာကိုကျွန်တော်မြင်နေရတယ်သူ့စီမှာကြီးမားစေတဲ့ AI ရှိနေသေး၍သူတို့ငတ်မသိနိုင်တော့ဘူးလို့လူတွေကအပြည့်အဝယုံကြည်သွားကြတယ်ဒါပေမဲ့သူတို့အားလုံးအရေးကြီးတဲ့အချက်တစ်ချက်ကိုမေ့နေကြတယ် AI ကအစားအစာကိုကြီးအောင်ပဲလုပ်ပေးနိုင်တာပါဒါပေမဲ့အဲ့ဒီအတွက်အရင်ဆုံးအစားအစာရှိဖို့လိုတယ်ပြီးတော့ဘယ်အရာကိုမဆို AI ကတစ်ချိန်ပဲသုံးလို့ရတယ်အစားအစာတစ်ဝက်စားပြီးကျန်တဲ့တစ်ဝက်ကိုထပ်ကြီးအောင်လုပ်ပြီးအချိန်ချင်းဆက်ကြီးအောင်လုပ်လို့မရဘူးကြည်နေရင်းနဲ့ပဲ3နှစ်တိတိကုန်သွားတယ်ဒီ3နှစ်အတွင်းမှာရက်ွက်ထဲကလူတယောက်မှငတ်မသေးခဲ့ဘူး
ဘာလို့လဲဆိုတော့အားလုံးကငါညီရဲ့ AI ကိုအားကိုးပြီးတဖြည်းဖြည်းနဲ့သတိလက်လွတ်ဖြစ်လာကဘာမှမပူပန်ပဲစားတောက်နေကြလို့ပဲဒါပေမဲ့တတိယနှစ်အကုန်မှာတော့တကယ်အချက်အတဲစတင်လာတယ်အိမ်တိုင်းမှာအစားအစာတွေနှီးပါကုန်နေပြီအခုဆိုကြီးအောင်လုပ်ပြီးတော့အားလုံးအတွက်အစားအစာအလုံးလောက်မကျန်တော့ဘူးအရင်အမြစ်တွေအရန်နှဲသွားပြီမို့ကြီးမားစေတဲ့ AI ကအရင်ကလောက်အသုံးမဝင်တော့ဘူးရက်ကွက်ထဲမှာနေရာတိုင်းရုံရင်းဆန်ခတ်ဖြစ်ကုန်တယ်လူတွေကအစားအစာအတွက်အချင်းချင်းရန်ဖြစ်လာကြတယ်နေတိုင်းရန်ပွဲတွေနဲ့ရိုက်နှက်မှုတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာငါညီကနှင်းယူရဲ့အိမ်မှာအပီးသွားနေပြီသူ့ကိုယ်သူအဲ့ဒီမိသားစုဝင်တယောက်လိုတတ်မှတ်နေပြီကင်မရာမှတ်တမ်းကိုနားထောင်ရင်နှင်းယူရဲ့မိသားစုကလည်း AI လာသုံးတဲ့လူတွေအရင်ကထက်အများကြီးနှဲသွားတာကိုနားလည်သွားတယ်ဆိုတာကျွန်တော်သိလိုက်ရတယ်ဆိုလိုတာကဒီစီးပွားရေးကနေအရင်လိုပတ်စံအများကြီးမရနိုင်တော့ဘူးတခြားတစ်ဖက်မှာတော့ငါညီကသူတို့အိမ်မှာနေနေတာပါသူတို့အစားအစာကိုစားနေပြီသူတို့အတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်နေပြီဒါကြောင့်မိသားစုတစ်ခုလုံးပေါင်းပြီးသူ့ကိုအိမ်ပေါ်ကနှင်ချဖို့အစီအစဉ်ဆွဲကြတယ်အရင်ဆုံးနှင်းယူကသူ့ကိုပြောတယ်ငါနင့်ကိုမချစ်တော့ဘူးငါတို့နှစ်ယောက်လမ်းခွဲကြအောင်ဒါကိုကြားတာနဲ့ငါညီကအရန်ကိုကြေကွဲသွားတယ်သူငိုးယိုပြီးတောင်းပန်နေတယ်ပြီးတော့သူတို့ကိုဖတ်ပြီးတောင်းဆိုနေခဲ့တယ်ဒါပေမဲ့နှင်းယူရဲ့မိသားစုတစ်ခုလုံးကသူ့ကိုတွန်းထုတ်ပြီးအိမ်ပြင်နှင်ချလိုက်ကြတယ်ကဆိုးကာလာမှာဘသူကဘသူ့ကိုချစ်တယ်ဆိုတာဘသူမှဂရုမစိုက်ကြဘူးလူတိုင်းကကိုယ့်အကျိုးမြတ်အတွက်ပဲတွေးနေကြတယ်ငါညီကတနေ့လုံးသူတို့အိမ်ရှိမှထိုင်ပြီးငိုးယိုအော်ဟစ်နေခဲ့တယ်တရက်နဲ့တညကြာပြီးနောက်မှာတော့သူအဆက်ကွဲပြီးကျွန်တော်အိမ်ကိုပြန်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာနှင်းယူရဲ့မိသားစုကကျွန်တော်အိမ်ဟာပစ္စည်းတွေအားလုံးကိုယူသွားခဲ့ပြီငါညီစုဆောင်းထားတဲ့အစားအစာတွေလည်းသူတို့အိမ်ကိုရောက်သွားခဲ့ပြီအခုတော့ကျွန်တော်အိမ်ကအခွန်လွတ်ကြီးပဲကြံတော့တယ်ငါညီကသူတို့အိမ်ကိုအချိန်ချင်းသွားပြီးသူ့ပစ္စည်းတွေပြန်တောင်းခဲ့တယ်ဒါပေမဲ့အစားပြန်ရတာကစေးရေးတိုင်းထွာမှုတွေပါပဲဘယ်သူမှသူ့ကိုစံတစိတောင်ပြန်ပေးဖို့မကြိုးစားခဲ့ဘူးအဲ့ဒီအချိန်မှာပထမဆုံးချိန်သူတကယ်ကြောက်လန့်လာတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ဘာလုပ်နေလဲဆိုတော့ကျွန်တော် channel လေးထဲမှာ AC တက်တောင့်တက်တာနေနေတာပါဘိုင်ဆိုင်ရဲ့ channel ကလက်ဆက်တဲ့ Hindi hair တွေခူးတယ်အသားနည်းနည်းထုတ်ပြီးအရသာရှိရဲ့အစားအစာချက်စားတယ်ချက်မစားခြင်းရင်ရေခဲတက်တာတွေကအသင့်စားအစားအစာတွေကိုထုတ်ပြီးမြ мян နှွေးစားလိုက်တယ်အားလက်ချိန်မှာအေးလှုပ်တော့တယ်မနက်တိုင်းအိယာနိုးတာနဲ့အရင်ဆုံးကြက်ပေါက်လေးတွေကိုအစာကျွေးတယ်ပြီးတော့မနက်စာလှုပ်စားတယ်အဲ့နောက် channel သွားပြီးပေါက်နေတဲ့ Hindi hair တွေအာလူခရမ်းသီးခရမ်းကျင်သီးပြောင်းမှုနဲ့တခြားသီးနှံတွေကိုကြည့်တယ်နေလေအိတ်ချင်လာရင် AC အိတ်လိုက်တယ်နိုးလာရင်ဇလန်တွဲတွေကြည့်တယ်ပြီးတော့အေးအေးဆေးဆေးစားတော့ပြီးအချိန်ဖြုံးတယ်အလုပ်တစ်ခုပဲနည်းနည်းခက်ခဲတာပါကျွန်တော် channel လေးထဲမှာပိုးကောင်တွေမရှိဘူးဒါကြောင့်ပန်းနေတဲ့အပင်တွေကိုကိုယ်တိုင်ဝတ်မုံကူးပေးရတယ်3နှစ်တောင်ကုန်လွန်သွားခဲ့ပြီကျွန်တော်တော့ဒါတွေအားလုံးကပြဿနာတေးသေးလေးတွေပါပဲဒါလောက်အချိန်ကြာတဲ့အထိကျွန်တော်သတင်းဘာမှမကြားရတော့ငါကြီးကနောက်တစ်ချိန်တက်တီမွေးပြီးကျွန်တော်စီဖုန်းဆက်လာတယ်သူကကျွန်တော်တေးနေပြီလို့ထင်နေတာဖြစ်မယ်ဒါပေမဲ့သူ့မျောလင်းချက်နဲ့ဆန့်ကျင်ဘက်ကျွန်တော်ဖုန်းကန်လိုက်တယ်သူကအန်အော်တကြီးနဲ့ပြောတယ်ကိုကြီးတသက်ရှင်နေသေးရလားအရန်ကောင်းတာပဲတရဝါဆိုးတွေကကိုကြီးကိုတက်လိုက်ပြီလို့ကျွန်တော်ထင်နေတာအဲ့ဒီအချိန်မှာကျွန်တော်တခွားသီးကိုအေးဆေးစားရင်တက်ဘလက်နဲ့ဇလန်တွဲကြည့်နေတာပါကျွန်တော်ဝါးစနေတဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားနေရတယ်ကျွန်တော်အေးဆေးပဲမေးလိုက်တယ်ဘာလို့ဖုန်းဆက်တာလဲသူချက်ချင်းငိုချလိုက်တယ်ကိုကြီးမသိဘူးထင်းယူနဲ့သူ့မိသားစုကျွန်တော်ကိုဘာလုပ်လိုက်လဲဆိုတာသူတို့ကကျွန်တော်ရဲ့ကြီးမားစေတဲ့ AI နဲ့ပတ်စံတွေအများကြီးရှာခဲ့ကြတာအခုဘယ်သူမှ AI လာမသုံးတော့တဲ့အချိန်မှာသူတို့ကကျွန်တော်ကိုအိမ်ပေါ်ကနှင်ချလိုက်တယ်နင်းယူကကျွန်တော်ကိုလက်ထပ်မယ်လို့ကြေပေးထားခဲ့တာဒါပေမဲ့အခုသူကျွန်တော်ကိုလမ်းခွဲလိုက်ပြီသူတို့မိသားစုတစ်ခုလုံးကကိုယ့်အချိုးမြတ်အတွက်ပဲတွေးကြတာသူတို့ကကျွန်တော်ဘဝကိုဖျက်ဆီးလိုက်ပြီအခုအိမ်မှာစားစရာဘာမှမကြံတော့ဘူးကျွန်တော်ဒီလောက်ပဲပြောလိုက်တယ်ကောင်းပြီတိပြီသူကစိုးရင်တကြီးနဲ့ပြောတယ်ကိုကြီးကျေးဇူးပြုပြီးကျွန်တော်ကိုခေါ်သွားပါအစားအစာမရရင်ကျွန်တော်တကယ်ငတ်သေးတော့မယ်ကိုကြီးရဲ့တူရီတော့ညီလေးတိတ်သွားတာကိုကြည့်ရလို့လားကျွန်တော်အေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်ဟင်းသူကအော်ပြောတယ်ကိုကြီးကျွန်တော်ကိုနည်းနည်းလေးအောင်ဂရုမစိုက်ဘူးပဲအရင်ကကိုကြီးကဒီလိုမဟုတ်ပါဘူးကိုကြီးလည်းပြန်လဲမွေးဖွားလာတာလားကျွန်တော်မဖုံးကွယ်ပဲပြန်ဖြေလိုက်တယ်အေးဟုတ်တယ်အဲ့ဒီတော့ तू ကဒေါသတကြီးနဲ့ပြောတယ်ကိုကြီးလည်းပြန်လဲမွေးဖွားလာတာဆိုရင်ဘာလို့ကျွန်တော်အရင်မပြောတာလဲနင်းယူနဲ့သူ့မိသားစုကဘလို့လူတွေလဲဆိုတာကိုကြီးလည်းသိသားပဲကိုကြီးကဘလို့လို့ဒီလောက်တကူကောင်းဆန်ရတာလဲကျွန်တော်သူ့စကားတွေကိုဘာမှပြန်မဖြေခဲ့ဘူးကျွန်တော်ခြံရဲ့ဗီဒီယိုတစ်ခုကိုပဲရိုက်လိုက်တယ်အဲ့ဒီမှာကျွန်တော်ရဲ့ဟင်းသီးဟင်းရွက်တွေနဲ့တစ်သီးတွေကစိမ့်လန်းဆိုပြီးနေတယ်ကြက်ပေါက်လေးတွေကခြံထဲမှာပြေးလွှားနေကြတယ်ကျွန်တော်ရဲ့အိမ်လေးကအရန်ကိုတက်တောင့်တက်တာရှိပုံပေါက်နေတယ်ရေခဲတက်တာထဲမှာအစားအစာတွေနဲ့မုတ်တွေအပြည့်ရှိနေတယ်အပြင်လောကမှာကတ်ဆိုးကြောက်နေတာ3နှစ်ရှိပြီလို့တော့ထင်ရစရာမရှိဘူးအဲ့ဒီနေရာကတခြားကဘာတစ်ခုလိုဖြစ်နေတယ်ကျွန်တော်ဗီဒီယိုပို့လိုက်တာနဲ့သူဒေါသထွက်ပြီးယူမတက်ဖြစ်သွားတယ်သူអော်လိုက်တယ်ကိုကြီးဘယ်လိုလုပ်ဒီလောက်တကူကောင်းဆန်နိုင်ရတာလဲကျွန်တော်ဘယ်လောက်အခြေအနေစိုးနေလဲဆိုတာကိုကြီးသိရလားမြန်လာပြီးကျွန်တော်ကိုဒီကနေခေါ်သွားပေးပါကျွန်တော်အေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်တကူကောင်းဆန်တာလားအရင်ဘဝတုန်းကမင်းငါ့ကိုအဆောက်အုံဘဝကနေတွန်းချခဲ့တော့ရောမင်းတကူကောင်းမဆန်ခဲ့ဘူးလားဒီတစ်ခါမင်းလည်းပြန်လဲမွေးဖွားလာတာပဲကဘာပြက်ကက်ရောက်လာတော့မယ်ဆိုတာမင်းကြိုသိနေခဲ့ရပဲဒါပေမဲ့မင်းလည်းငါ့ကိုတခါမှမပြောခဲ့ဘူးလေဒါဆိုအခုငါ့ကိုတကူကောင်းဆန်တယ်လို့ပြောခွင့်မင်းမှာဘသူကပေးထားလို့လဲငါညီကငါကူညီပေးတာတိုင်းကိုသူ့အခွင့်အရေးလို့အမြဲထင်နေခဲ့တာဒါပေမဲ့သူလည်းငါ့အတွက်တခုခုလုပ်ပေးတင်တယ်လို့တခါမှမတွေးခဲ့ဘူးငါကသူတော်စင်မှမဟုတ်တာမင်းကငါ့ကိုမိသားစုလို့တခါမှမတတ်မှတ်ခဲ့တော့အခုငါလည်းမင်းကိုကယ်ဖို့မလိုတော့ဘူးကိုကြီးကျွန်တော်အယမ်းမားသွားပြီကျွန်တော်နှင်းယူရဲ့အချစ်မှာမျက်ကန်းဖြစ်သွားခဲ့တာပါကျွန်တော်ကိုဒီလိုကြီးမပစ်ထားခဲ့ပါနဲ့ကျွန်တော်ကကိုကြီးရဲ့တူရဲသောညီလေးပါကျွန်တော်သာငတ်သေးသွားရင်ကိုကြီးမှမိသားစုမကြံတော့ဘူးနော်မင်းဘာသာတေးချင်းတေးလိုက်ပါအဲ့ဒါငါနဲ့ဘာဆိုင်လို့လဲဒီလိုပြောပြီးဖုန်းချလိုက်တယ်တစ်ဖက်မှာ तू ဘလောက်ဒေါသထွက်ပြီးအကူညီမဲ့နေမလဲဆိုတာငါအလွယ်လေးခံမှန်းလို့ရတယ် तू တနေ့ကုန်အိမ်ထဲမှာယူနေတယ်လို့ပစ္စည်းတွေလိုက်ခွဲနေတာကိုကင်မရာကနေငါနေတိုင်းမြင်နေရတယ်
အထူးသဖြင့်ငါအိတ်ခန့်ဟောင်းတွေကပစ္စည်းအလုံးဒီပါကိုသူခွဲပြက်လိုက်တယ်ဒါပေမဲ့ပစ္စည်းတွေခွဲပြစ်လို့ဘိုက်ဝမလာဘူးလေသူဘလောက်ပဲဒေါသထွက်အစားတလို့တောင်ရလာမှာမဟုတ်ဘူးတနေ့တော့သူပေါင်မုတ်တချို့ယူပြီးအိမ်ပြန်လာတာငါမြင်လိုက်တယ်အပြင်ကကင်မရာအရအဲ့ဒီပေါင်မုတ်ကိုနှင်းယူအိမ်ကနေသူခိုးလာမှန်းသိလိုက်ရတယ်အဲ့ဒီအချိန်နှင်းယူမိသားစုတစုလုံးအပြင်ထွက်သွားကြတယ်အိမ်ထဲမှာသူ့ရဲ့6နှစ်အရွယ်ညီလေးပဲရှိတာငါညီကသူ့ကိုလှည့်စားပြီးတကားဖွင့်ခိုင်းပြီးသူတို့အိမ်ကအစားတောက်တွေအကုန်ခိုးပြေးလာတာကင်မရာတွေကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးငါအော်ရီလိုက်မိတယ်တကယ်ပါပဲတခိုးချင်းပြန်ခိုးနေကြတာပဲဒီထက်ရည်ရတဲ့ဇလံဘာရှိနိုင်အောင်မလဲငါထင်ထားတဲ့အတိုင်းပဲဖြစ်လာတယ်နှင်းယူမိသားစုပြန်လာပြီးအစားတောက်တွေပျောက်နေတာတွေ့တော့သူတို့ဒေါသထွက်သွားကြတယ်သူတို့ငါအိမ်တကားကိုကန်ကြဆဲဆိုကြပြီးအော်ဟစ်နေကြတော့တယ်ဒါပေမဲ့ငါညီကလိတ်တကောင်လိုအိမ်ထဲမှာပြန်ပုံးနေပြီးအပြင်ထွက်ဖို့တတ်တိမရှိဘူးဖြစ်နေတယ်အိမ်ပြန်တော့ငါအိမ်ရဲ့ပင်မတကားကိုအခိုင်ခန့်ဆုံးဟာတမင်ရွေးတက်ထားခဲ့တာဒါကြောင့်နှင်းယူမိသားစုနေရောညပါ3ရက်ဆက်တိုက်တကားကိုထုနေခဲ့ကြတယ်ဒါပေမဲ့အိမ်ထဲကငါညီကိုသူတို့ဘာမှမလုပ်နိုင်ခဲ့ကြဘူးနောက်ဆုံးတော့နှင်းယူကတကားပြင်ကနေရက်ပြီးပြောတယ်မင်းခန့်ငါမှားသွားတယ်ငါဒေါသထွက်ပြီးနှင်းကိုအမှားလုပ်မိသွားတယ်အခုခေါင်းမပါနဲ့တော့ငါတို့အစားအသောက်တွေပြန်ပေးပါပြီးရင်ငါတို့ပြန်တွဲကြမယ်လေနှင်းယူကတကားပြင်ကနေရက်ပြီးစက်တိုက်ပြောနေခဲ့တယ်ကောင်းပြီလေအရင်ကငါပြောခဲ့သမျှအကုန်လုံးကဒေါသထွက်ပြီးပြောခဲ့တာတွေပါတကယ်တော့ငါအခုထိနှင်းကိုချစ်နေတော့မှာငါတို့လက်ထပ်မယ်လို့တော့ဂတိပေးထားခဲ့ကြတာလေနင်းမမှတ်မိတော့ဘူးလားတကားတစ်ဖက်မှာတော့ငါညီကသူမရဲ့ချိုးသားတဲ့စကားတွေကိုနားထောင်နေခဲ့တယ်အစာပိုင်းမှာသူကိုထိန်းထားနိုင်ခဲ့တယ်ဒါပေမဲ့2ရက်ဆက်တိုက်နှင်းယူကတောင်းပန်နေပြီးနောက်ဆိုဒီလိုဆက်ဆံမှာမဟုတ်ဘူးလို့ထက်ကတလဲလဲဂတိပေးနေခဲ့တယ်နောက်ဆုံးတော့ငါညီကတကားလက်ကင်ကိုကင်ပြီးပြုံးနေတော့တယ်သူမျက်နှာပေါ်ကပျော်ရွှင်မှုကိုကြည့်ပြီးသူမစကားကိုပြန်ယုံသွားပြီဆိုတာငါနားလည်လိုက်တယ်နောက်ဆက်ဖြစ်လာတာကကြည့်စရာတော့မကောင်းပါဘူးတကားဖွင့်လိုက်တာနဲ့အပြင်မှာပုံနေတဲ့နှင်းယူရဲ့ညီလေးကသူ့ခေါင်းကိုလေးလံတဲ့အရာတစ်ခုနဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်ငါညီလဲနာကျင်စွာနဲ့မြေကြီးပေါ်လဲကျသွားပြီးခေါင်းကိုကင်ထားလိုက်ရတယ်သူ့မျက်စိရှေ့မှာနှင်းယူမိသားစုတစုလုံးအိမ်ထဲဝင်လာပြီးကြံနေတဲ့အစားအသောက်တွေအကုန်လုံးသူတို့အိမ်ပြန်တည်သွားကြတယ်ပြန်ကန်ဒီမှာနှင်းယူရဲ့အဖေကသူ့ခေါင်းကိုအားရပါရကန်လိုက်ပြီးဒေါသတကြီးနဲ့ပြောတယ်ငါသမီးနောက်လိုက်နေတဲ့အတုံးမကြတဲ့ကောင်မင်းငါသမီးကိုလက်ထပ်မယ်ဟုတ်လားဘယ်တော့မှမဖြစ်နိုင်ဘူးအဲ့ဒီအပြင်မင်းကငါတို့အစားအသောက်ကိုပါခိုးတဲ့အထိအောက်တန်းကျနေတာပဲငါညီနာကျင်စွာအော်ဟစ်လိုက်တယ်အဲ့ဒီအစားအသောက်ကငါဟာပါလို့ပြောပေမဲ့နှင်းယူကလည်းသူ့ကိုကန်ထုတ်လိုက်ပြီးပစ္စည်းတွေအကုန်အိမ်တည်သွားတယ်သွားကနီးသူမကတတွေးထွေးပြီးနင်းကိုတွေ့ရတာငါဘဝရဲ့အဆိုးဆုံးကန်ဆိုးမှုပဲလို့ပြောသွားတယ်ငါညီကတော့အိမ်တကားဝမှာ2ရက်ဆက်တိုက်လဲနေခဲ့တယ်အတော်လေးခက်ခဲနဲ့အားနည်းနည်းပြန်ရှိလာတော့သူထလာပြီးတကားနာမှာဒူးကြားကောင်းဝက်ပြီးအကြာကြီးငိုနေခဲ့တယ်အခုသူ့မှာအစတရာကြီးမားစေသော AI ရှိနေပေမဲ့ကြီးလာအောင်လှုပ်ရှားစားစရာတစ်စိမ့်မှမကြံတော့တဲ့အတွက်ဘာအထိပ္ပယ်မှမရှိတော့ဘူးသူလုံးဝပြိုလဲသွားတဲ့အချိန်မှာငါစီထပ်ဖုံးဆက်လာတယ်ကိုကြီးသူတို့ကျွန်တော်ကိုအရန်ရိုက်ကြတယ်တကူလုံးအရန်နာကျင်နေတာပဲကျေးဇူးပြုပြီးလာခဲ့ပါအောင်ကျွန်တော်အရန်လဲစာနေပြီကျွန်တော်အယိုးတွေပါကျိုးသွားပြီထင်တယ်ကဲလို့ဒါဟာအရင်ဘဝငါသာဆိုရင်သူ့နာကျင်မှုကြောင့်ငါနှလုံးသားလေးကွဲကြေသွားပြီးသူ့နာကျင်မှုတွေကိုငါကိုယ်တိုင်ခံစားပေးချင်နေမှာဒါပေမဲ့အခုတော့သူ့ငိုတန်ကြားရတာတော့ငါစိတ်ထဲဘာခံစားချက်မှမရှိတော့ဘူးငါဒီလိုပဲပြောလိုက်တယ်မင်းခံထိုက်တယ်ပြီးတော့ဖုန်းချလိုက်တယ်အဲ့နောက်ငါအေးဆေးဆေးခြံထဲသွားပြီးပြောင်းဘူးသွားခူးနေလိုက်တယ်အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားတယ်ငါကြီးကတော့အိမ်ပြင်မှာလဲကျနေစေပဲနေရက်တွေကြားလာတာနဲ့အများပိန်ချုံလာတယ်ဒီအတော်အတွင်းအိမ်ယာတွေကလူအများအပြားသူ့စီလာပြီးသူတို့အစားအသောက်တွေကိုအတင်းအကျပ်ကြီးလာအောင်လုပ်ခိုင်းကြတယ်သူညင်းပေမဲ့ပါနှစ်ချက်သုံးချက်အရိုက်ခံရပြီးနောက်မတက်တာပဲ AI ကိုတုံးလိုက်ရတယ်နောက်ဆုံးတော့သူ့ဘဝရဲ့နောက်ဆုံးနေ့ရောက်လာခဲ့တယ်သူတွားသွားပြီးနှင်းယူရဲ့အိမ်တကားရှေ့ထိရောက်သွားတယ်အဲ့ဒီမှာရင်ခေါင်းတစ်ဖက်ဆောင်းသွားပြီးထာဝရအသက်ထွက်သွားခဲ့တယ်နှင်းယူတကားဖွင့်ပြီးသူ့အလောင်းကိုတွေ့တော့ယွန်ရှာစွာနဲ့ကန်ထုတ်လိုက်ပြီးဒီလိုကြီးမားတဲ့ဒုက္ခကသူမအတွက်ဘာမှမဖြစ်တယ်လို့ပဲနေလိုက်တယ်အဲ့ဒီနောက်ထပ်2နှစ်ကုန်ဆုံးသွားခဲ့တယ်မိုးရေတွေကအောက်ထပ်အတော်များများအထိပြည့်နေပြီဒါပေမဲ့အရင်ဘဝကငါခံမှန်းခဲ့သလိုပဲငါတို့အထက်အထိရေဘယ်တော့မှမရောက်လာခဲ့ဘူးမိုးမတိတ်ခင်လအနှဲငယ်အလိုမှာနှင်းယူမိသားစုတစုလုံးညီကုန်းချုပ်သွားခဲ့တယ်အိမ်ယာထဲမှာသူတို့နာမည်ပြက်ကအရင်ကတည်းကရှိနေတာအဲ့ဒီပြင်ငါညီရဲ့ AI ကနေသူတို့ပတ်စံအများကြီးရှာထားသေးတာဒါကြောင့်လူအများစုကသူတို့ကိုအရင်ကတည်းကမုန်းနေခဲ့ကြတာမိုးတိတ်ခါနီနောက်ဆုံးလတွေမှာအိမ်တိုင်းဒီပါအစားအသောက်ပြက်လက်နေကြပြီအဲ့ဒီချိန်မှာတယောက်ကအင်ဟာဂယုထဲမှာနှင်းယူအိမ်မှာအစားအသောက်တွေအများကြီးဖွက်ထားသေးတယ်လို့ message ပို့လိုက်တယ်ဒီသတင်းပြန့်သွားတာနဲ့လူအများအပြားလက်နက်တွေကင်ပြီးသူတို့အိမ်ရောက်လာကြတယ်သူတို့တကားထုပြီးအစားအသောက်တွေအကုန်အပြင်ထုတ်ပေးဖို့အော်ဟစ်ကြတော့တယ်ဒါပေမဲ့နှင်းယူနဲ့သူမမိသားစုကအစားအသောက်ပေးဖို့ပြက်ပြက်သားသားညှင်းဆန်လိုက်ပြီးအပြင်ကလူတွေကိုပြန်ဆဲဆိုကြတယ်ဒါကလူအုပ်ကြီးကိုလုံးဝဒေါသထွက်သွားစေတယ်လူအများအပြားပေါင်းပြီးသူတို့တကားကိုအလှည့်ကျဖြတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ပတ်ဝန်းကျင်မှာနေရောညပါတကားထုတန်တွေပဲ့တင်ထပ်နေခဲ့တယ်နောက်ဆုံး4ရက်ကြာတော့သူတို့ရဲ့ပင်မတကားပွင့်သွားခဲ့တယ်လူအုပ်ကြီးအိမ်ထဲဝင်သွားပြီးသူတို့ကြံနေတဲ့အစားအသောက်တွေအကုန်လူယူသွားကြတယ်မိသားစုတစုလုံးမြေကြီးပေါ်ထိုင်ပြီးရှိုက်ကြီးတငယ်ငိုကြတော့တယ်အခုသူတို့မှစားစရာဘာမှမကြံတော့ပဲကဘာပြက်ကက်ရဲ့နောက်ဆုံးလတွေကိုဘလို့မှကြော်ဖြတ်နိုင်ခဲ့မှာမဟုတ်ဘူးအပြင်ဘက်မှာတင်ရလုံးပျက်စီးနေပြီငါကတော့ငါခြံလေးထဲမှာအေးအေးဆေးဆေးစားတော့ပြီးဘဝကိုအပြည့်အဝခံစားနေခဲ့တယ်ဘလောက်တောင်တက်တောင့်တက်တာရှိလဲဆိုရင်ငါ့ကိုအလေးချိန်တောင်9ကီလိုလောက်တက်လာခဲ့တယ်နောက်ဆုံးတော့နှစ်ပေါင်းများစွာငါစောင့်မျှော်နေခဲ့တဲ့နေ့တစ်နေ့ရောက်လာခဲ့ပြီမိုးတိတ်သွားပြီဆိုတဲ့အတိပေးချက်ငါဖုန်းထဲဝင်လာတယ်နှစ်ပေါင်းများစွာကြာပြီးနောက်နေမင်းကြီးကမီးမောင်နေတဲ့တိမ်တိုက်တွေကိုဖောက်ထွင်းပြီးရွှေရောင်ကြီးတွေကိုကဘာမြေပေါ်ဖြန့်ကျက်ပေးလိုက်တော့လောကကြီးရဲ့မျောလင်းချက်ရောင်ကြီးတွေပြန်လည်ရောက်ရှိလာခဲ့တယ်
အဲ့ဒီချိန်မှာငါခြံထဲကပြောင်းမှုခင်းနဲ့မြေဆော့နေတော့ရုတ်တရက်ငါခန္ဓာကိုယ်မှာထူးဆန်းတဲ့အပြောင်းလဲတစ်ခုဖြစ်လာတယ်ငါရဲ့သေးငယ်နေတဲ့ခန္ဓာကိုယ်ကသူ့မူလအရွယ်အစားကိုအမြန်ပြန်ရောက်သွားတယ်အခုငါပုံမှန်လူသားပြန်ဖြစ်သွားပြီငါခြေထောက်အောက်ကခြံလေးနဲ့အိမ်လေးကအခုတော့ကစားစရာလေးတွေလိုဖြစ်နေပြီပျက်စီးနေတဲ့ငါအိမ်အစ်စ်ကိုကြည့်ပြီးငါအံ့ဩသွားတယ်ငါခန္ဓာကိုယ်တစ်ခုတည်းသာမူလအရွယ်ပြန်ဖြစ်သွားတာခြံနဲ့ခြံနေအိမ်နေနဲ့သေးငယ်နေတဲ့ပစ္စည်းတွေအကုန်လုံးကအဲ့ဒီအသေးစားလေးတွေအတိုင်းရှိနေတော့မယ်အစတရာကြီးမားစေသော AI နဲ့အစတရာသေးငယ်စေသော AI ရဲ့စီးမြင်တွေကမတူညီကြဘူးထင်တယ် AI လို့လျှို့ဝှက်စမ်းကြဲတဲ့အရာမျိုးကိုအပြည့်အဝနားလည်ဖို့ဆိုတာမလွယ်ဘူးလေငါကျမ်းပြင်ကနေမျက်နှာချက်အထိရှိတဲ့ဗဒင်းပေါက်နာရက်ပြီးအပြင်ကိုကြည့်လိုက်တယ်နှစ်ပေါင်းများစွာကြာပြီးနောက်ကြီးမားတဲ့ဘေးဒုက္ခကနေလွတ်မြောက်လာကြတဲ့လူတွေတယောက်ပြီးတယောက်အိမ်ထဲကနေထွက်လာကြတယ်မိတ်ဆွေတို့ရေဒီနေရာမှာကျွန်တော်တို့ရဲ့ဒီကနေ့ဇလံလုံးဝပြီးဆုံးသွားပြီဒီဇလံကိုနှစ်သက်တဲ့ဆိုရင်ဗီဒီယိုကို like လုပ်ပေးပါ channel ကို subscribe လုပ်ပြီးခေါင်းလောင်းပုံလေးကိုနှိပ်ထားပေးပါဒါမှနောက်ထပ်မန်ဟွာနဲ့ဇလံအချင်းတွေကိုအရင်ဆုံးရရှိမှာပါဒီဇလံနဲ့ပတ်သက်ပြီးသင်အမြင်ကိုအောက်က comment မှာဝင်ရေးပေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်နောက်ထပ်ဇလံအသစ်နဲ့အကောင်းစားလေးတွေနဲ့အတူပြန်ဆောင်ကြမယ်နော်